ဒီနေ့ပြင်းဦးလွင်မှာမိုးတွေအရန်ရွာနေပါတော့ရွာတဲ့ကျွန်တော်ဆိုင်ထဲမှာဆိုလို့ရှိရင်လူလေးတွေရှင်းနေတယ်ဒါနဲ့ဈေးဝယ်တယောက်ကဝင်လာပြီးတော့ CCTV လေးလိုချင်တာပြောတော့ကျွန်တော်ဟိုကွာထွက်တဲ့ D3 CCTV လေးကိုကျွန်တော်သူ့ထုတ်ပြပေးရပါတော့ကျွန်တော်ဒီ wireless CCTV လေးကျွန်တော်တို့ Wi-Fi နဲ့ချိန်ပြီးသုံးတဲ့ဟာ CCTV လေးကတိတိလေးဆိုတော့ကျွန်တော်တို့ဒီကောင်တာပေါ်လေးမှာတင်ထားရဆိုလို့ရှိရင်လည်းအဆင်ပြေတယ်တွားလျာနေရာမှာလည်းကျွန်တော်ဖုန်းလေးနဲ့ချိန်ပြီးတော့ကြည့်လို့ရတယ်ကျွန်တော်သူ့ကိုပြပေးတာပေါ့နော်ပြပြီးတော့သူကအဆင်ပြေတယ်ဆိုတော့သူ့ဖုန်းလေးနဲ့ကျွန်တော်ချိန်ပေးလိုက်တယ်ပြီးတော့သူကကျွန်တော် UPS လေးပါထပ်ပြီးတော့ဝယ်တယ်ဒီ UPS ကဆိုလို့ရှိရင်ကျွန်တော်မီးပြတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ CCTV လေးသူသုံးရတာအဆင်ပြေအောင်ဆိုပြီးတော့ UPS လေးပါတစ်လုံးထပ်ဝယ်တယ်အဲ့တော့ကျွန်တော် 1900 mAh UPS လေးပါတစ်လုံးသူ့ကိုထုတ်ပြီးတော့စမ်းပြီးတယ်အရေးထဲမှာဘူးကဖွင့်မြရတော့ကျွန်တော်နောက်ကနေပဲဖြစ်လို့ထုတ်လိုက်တယ်ထုတ်ပြီးတော့မှဒါကျွန်တော်သူ့ဒီ CCTV လေးနဲ့ဘယ်လို join ရမယ်ဆိုပြီးတော့ဒါလေးကတော့ကျွန်တော်သူ့ကိုအသေးစိတ်လေးပြပေးနေရပါတော့အဲ့တော့ဈေးဝယ်တော်လေးကိုမှအကြိုက်သွားတယ်တော်လေးအဆင်ပြေသွားတော့ဈေးဝယ်ကကဲယူမယ်ဆိုပြီးတော့ကျွန်တော်ကိုပြောလိုက်တယ်ပြောလိုက်တော့ကျွန်တော်တေချာလေးဘူးလေးကိုငကိုအတိုင်းလေးပြန်ပြီးတော့ပက်ကင်လေးတေချာလေးပြန်ပြီးတော့ပိတ်ပေးတယ်ပြီးတော့ကျွန်တော်သူ့အိတ်လေးနဲ့တေချာလေးကိုမှပစ္စည်းလေးထည့်ပြီးတော့ထည့်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ဈေးဝယ်ကလည်းကျွန်တော်ငွေလေးရှင်းပေးတယ်ဈေးဝယ်ကတော်လေးကိုမှသဘောကျသွားတယ်ကျွန်တော်တေချာလေးကိုမှလုပ်ပေးလိုက်တယ်ဝယ်ယူသွားတဲ့အကိုကျေးဇူးထူးတင်ပါတယ်